တမိုင်းကြောင်းများစွာနဲ့ပြည့်နှက်နေတဲ့ငါးပါးသခင်တရဂါတော်ဝင်းဝလီအောက်လီယာများသူတော်စင်များစုံစည်းရာတရဂါတော်ဝင်းဘာသာရေးဆိုင်ရာနဲ့ပတ်သက်တဲ့ကဏ္ဍအသီးသီးတွေကိုရောတတိကာနဲ့ပတ်သက်တဲ့ကဏ္ဍအသီးသီးတွေကိုရောကျွန်တော်ဆယက်ကိုတဝါကနေပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ယခုလိုတင်ပြရတယ်ဆိုတာကလည်းမသိရှိရသေးတဲ့တတိကာသမားများအတွက်ကောကျွန်တော်နေမှာရှိတဲ့ကျွန်တော်အတိမိတ်ဆွေတွေကလူမျိုးမရွေးဘာသာမရွေးသိရှိနားလည်လွယ်အောင်ကျွန်တော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာလူမျိုးမရွေးဘာသာမရွေးလာရောက်ကြတဲ့အပြင်သားသမီးမရတဲ့အိမ်တော်ရှင်များကပါတာစုလာပန်ကြတဲ့ငါးပါးသခင်တရကားတော်နဲ့သခင်ငါးပါးအကြောင်းကိုအရှိကအပိုင်းနှစ်မှာလည်းပြောပြခဲ့ပြီးတော့အခုနောက်ဆုံးအနေနဲ့တင်ပြရမယ်ဆိုရင်သူတော်စင်သခင်ငါးပါးဟာမြေအောက်လှိုင်ကူထဲမှာအလှည့်ကျရက်40တိတိတရားကျင့်ကြံအားထုတ်ခဲ့တဲ့ပုံကိုယ်ကြီးဖြစ်ပါတယ်သခင်များတရားအထုတ်ရင်ကွယ်လွန်ရာနေရာဖြစ်တဲ့မြေအောက်လှိုင်ကူအဝကိုယခုလက်ရှိချိန်မှာတော့အထိမ့်အမှတ်နေရာတစ်ခုအဖြစ်ထားရှိထားပါတယ်။လှိုင်ကူရဲ့အစွန်းဟာသခင်များတရားအထုတ်ရာနေရာကနေမြောက်ဘက်မြမမွတ်စလင်ပလီအထိရှေ့လျားပြီးခံမှန်းကြီးအရာပေ400ဝန်းကျင်လောက်ရှိပါတယ်။ဒီအကြောင်းအရာတွေကိုငါးပါးသခင်သမိုင်းစာအုပ်ထဲကနေအနေအကျဉ်းသာကောင်းနှုတ်တင်ပြခြင်းဖြစ်ပါတယ်ရှင်။ဒီနေရာကတော့သခင်လေးကြလာထိုင်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်အရှိအပိုင်းတက်မှာလဲကျွန်တော်တင်ပြခဲ့ပါတယ်သခင်လေးခန္ဓာဝင်ချတဲ့နေရာကိုကျွန်တော်လူကြီးမင်းတို့ကိုပြသခဲ့ပါတယ်ဒီသခင်လေးကဒီနေရာမှာကြလာထိုင်ပြီးတော့တရားကျင့်ကြံအားထုတ်တဲ့နေရာဖြစ်ပါတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးနောက်အသေးစိတ်အချက်အလက်များကိုလည်းကျွန်တော်တို့ကတရဂါသမိုင်းကြောင်းအထောက်ထားများနဲ့အတူကျွန်တော်ညီမတွေကဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုဆိုရင်သူတော်စင်သခင်၅ပါးရဲ့ Urusberry ကိုရန်ကုန်ရဲ့တန်လင်း၅ပါးသခင်တရကဝန်းအတွင်းမှာနှစ်စဉ်နှစ်တိုင်းဒီဇင်ဘာရဲ့နောက်ဆုံးရက်တွေမှာကျင်းပလေးရှိပါတယ်ရှင်။နောက်ပိုင်းတွေမှာလည်းအလုံးရှိမြတ်အလိုတော်နဲ့နောက်ထပ်သူတော်စင်တွေရဲ့တမိုင်းကြောင်းတွေကိုလည်းကျမအကိုဆယက်ကိုတဝါနဲ့ကျမနှင်းဝေယူရင်တို့ကတင်ဆက်ပေးသွားဖို့ရှိပါသေးရဲ့။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေကိုလည်းအရှင်မြတ်စီကဂယုဏများတက်ရောက်ပြီးဘဝရဲ့အခက်အခဲတွေအားလုံးပြေလည်ကြပါစေ။တာယာအေးချမ်းတဲ့နေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်တော်တောင်းပေးအပ်ပါတယ်ရှင်။အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူ။